လူသားရောင်ဆောင်ထားတဲ့ဇမ်ဘီတကောင်ဟာအိမ်ထဲကအမျိုးသမီးတယောက်ကိုတကားဖွင့်ပေးဖို့အတနာခံတောင်းပန်နေပါတယ်။အမျိုးသမီးကသူ့ကိုကြည့်ပြီးတနာသွားမိတယ်။သူမကမှန်တကားကိုဖွင့်ပေးဖို့ဟန်ပြင်လိုက်စင်မှာပဲအနီးနားမှာရှိနေတဲ့ရေဖန်ခွက်ကိုခြေထောက်နဲ့မတော်တဆတိုက်မိသွားပါတယ်။ဖန်ခွက်ကိုကောက်ဖို့ငုံလိုက်တဲ့အချိန်မှာပဲအဲ့ဒီလူရဲ့လက်ချောင်းတွေမှာသွေးစွန်းနေတာကိုသူမမြင်လိုက်ရပါတယ်။သူမရုတ်တရက်တောင့်ခဲသွားမိတယ်။ဒီ virus ကူးစက်ခံထားရသူတွေဟာရေကိုအလွန်မင်းစာလောင်မှုတိတ်တက်ကြတယ်ဆိုတာကိုသူမသတိရသွားပါတယ်။သူမရဲ့တန်တရားကိုအတည်ပြုဖို့အတွက်လက်ထဲကရေဖန်ခွက်ကိုတမင်ဆောင်ပြီးကျမ်းပြင်ပေါ်ကိုရေတွေအကုန်တွန်းချလိုက်ပါတယ်။ရေတွေပြန့်နှံ့သွားတဲ့ဖြစ်ရဲ့ကြောင့်အဲ့ဒီလူရဲ့မျက်နှာမှာထူးဆန်းတဲ့အပြောင်းအလဲတစ်ခုပေါ်လာပါတယ်။သူဟာရေငက်စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားပေမဲ့ရေကိုမြင်လိုက်ရတဲ့အခါမှာတော့လောဘစိတ်ကိုဖုံးကွယ်ထားလို့မရတော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူဟာဇမ်ဘီတကောင်ဖြစ်ပြောင်းလဲသွားပါတော့တယ်အမြ။ဦးသမီးဟာအခြေအနေအလုံးကိုနားလည်သွားခဲ့ပါပြီ။သူ့ရဲ့အစီအစဉ်ပျက်စီးသွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီလူဟာဒေါသတကြီးနဲ့လှည့်ထွက်သွားပါတယ်။ခက်တာကြမှာတော့အိမ်ထဲကကင်းဆောင်တာဝန်အပြောင်းလဲလုပ်တဲ့အချိန်မှာသူဟာနောက်ထပ်အကြောင်းပြချက်အသစ်တစ်ခုနဲ့ပြန်ရောက်လာပြန်ပါတယ်။သူ့မှာလက်ကင်ဖုန်းတစ်လုံးရှိတယ်။အထဲကိုဖုန်းလမ်းပေးနိုင်မှုတကားလေးပဲဖွင့်ပေးပါလို့သူကပြောပါတယ်။တကားဝမှာရှိနေတဲ့ကောင်လေးကသူ့စကားကိုယုံသွားပြီးတကားဖွင့်ပေးဖို့လုပ်ပါတယ်။ဒါပေမဲ့ရုတ်တရက်နောက်ကနေအမျိုးသမီးတစ်ယောက်ပြေးထွက်လာပြီးကောင်လေးကိုဆွဲဖယ်လိုက်ကတကားကိုအကုန်သုံးပြီးပိတ်ချလိုက်ပါတယ်။ဒီလိုနဲ့ဇမ်ဘီရဲ့လှည့်ကွက်ဟာနောက်တစ်ကြိမ်ထပ်မံကျရှုံးသွားပါတယ်။စူညံတန်ကြောင့်အိမ်ထဲကလူတွေအားလုံးစုယုံရောက်ရှိလာကြပါတယ်။ကြက်ကြကမှန်တကားပေါ်ကသွေးစွန်းနေတဲ့လက်ပွေရတွေကိုညွှန်ပြပြီးဒီဘေးကင်းလုံခြုံတဲ့အိမ်ပြင်ဘက်မှာဇမ်ဘီတွေအများကြီးရှိနေတယ်။မစင်စားမစင်ကျင်ပဲတကားမဖွင့်ကြနဲ့အကြောင်းမရှိပဲအပြင်ကိုလည်းမထွက်ကြနဲ့လို့အားလုံးကိုတတိပေးလိုက်ပါတယ်။ဒါပေမဲ့အိမ်ထဲမှာလူတွေအများကြီးရှိနေပြီးစားနပ်ရိက္ခာတွေကလည်းအလျင်အမြန်ကုန်ခန်းနေတာကြောင့်သူ့ရဲ့တတိပေးချက်ဟာတိတ်ပြီးထိရောက်မှုမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့စာလောင်မှုကိုမအောက်အီးနိုင်တော့တဲ့တထေးကြီးတယောက်ဟာသူ့ရဲ့အထူးကြီးဖြစ်နေတဲ့ပတ်စံအိတ်ကိုထုတ်လိုက်ပြီးဘယ်သူမှမဆိုအနီးနားကစူပါမားကတ်ကနေအစားအသောက်သွားယူပေးနိုင်ရင်ဒီပတ်စံတွေအကုန်လုံးကိုပေးမယ်လို့ကြေညာလိုက်ပါတယ်။ပတ်စံကိုမတ်မောတာကြောင့်လူအချို့ကချက်ချင်းပဲသဘောတူလိုက်ကြတယ်။သူတို့ဟာလက်နက်နဲ့လိုအပ်တာတွေကိုယူဆောင်ပြီးဘေးကင်းလုံခြုံတဲ့အိမ်ထဲကနေတတိထားပြီးထွက်ခွာသွားကြပါတယ်။ကံကောင်းထောက်မှစွာနဲ့ပဲသူတို့ဟာစူပါမားကတ်ကိုဘေးကင်းစွာရောက်ရှိသွားကြပါတယ်။အထဲမှာဇမ်ဘီတွေမရှိတာကိုအတည်ပြုပြီးတဲ့နောက်မှာတော့အစားအသောက်နဲ့ရိက္ခာတွေကိုယူသွတ်တယ်လို့မျိုးစတင်သိမ်းဆည်းကြပါတော့တယ်။ဒါပေမဲ့သူတို့ပြန်ထွက်ခါနီးမှာပဲလူတယောက်ရဲ့တွန်းလဲကတကူတာနှုတ်ဆက်ကိုတိုက်မိသွားပါတယ်။ရုတ်တရက်စူညံလာတဲ့နှုတ်ဆက်တန်ကြီးညီဟဲလာပြီးအဲ့ဒီအတန်ကိုကြားတာနဲ့ဇမ်ဘီအုပ်ကြီးဟာအရက်မျက်နှာအနှံ့ကနေသူတို့စီကိုအပြေးလွှားရောက်လာကြပါတယ်။လူတိုင်းထိတ်လန့်တကြားနဲ့တွန်းလဲတွေကိုတွန်းရင်ထွက်ပြေးကြပါတော့တယ်။နောက်ဆုံးမိနစ်မှာတော့အမလီနဲ့ဂျက်တို့ကတကားလိတ်ကိုဆွဲချပိတ်လိုက်နိုင်လို့လူတိုင်းတီတီလေးလွတ်မြောက်ခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ဟာအစားအသောက်တွေကိုအမြန်ဆွဲယူပြီးဘေးကင်းလုံခြုံတဲ့အိမ်စီကိုပြန်ပြေးကြပါတယ်။ဒါပေမဲ့သူတို့တကားဝက်ကိုရောက်တဲ့အချိန်မှာပဲအိမ်ထဲကအမျိုးသမီးဟာရုတ်တရက်ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဖွဲ့ထဲကလူတစ်ယောက်ရဲ့နဖူးမှာသွေးစွန်းနေတာကိုသူမမြင်လိုက်ရတာကြောင့်တကားဖွင့်ပေးဖို့ညင်းဆန်လိုက်ပါတယ်။သူဟာ virus ကူးစက်ခံလိုက်ရပြီလို့သူမကယုံကြည်နေတာပါ။အမလီကအဲ့ဒီသွေးဟာထွက်ပြေးရလာတဲ့တရားကြောင့်သာဖြစ်တယ်လို့အပူတပြင်းရှင်းပြပေမဲ့အမျိုးသမီးကတော့ဘာကူမှနားမထောင်ပါဘူး။တစ်ခါမှလည်းပြေးဝင်လာတဲ့ဇမ်ဘီတွေရဲ့အတန်ဟာစက္ကန့်နဲ့အမျှပိုပြီးနီးကပ်လာနေပါတော့တယ်။